နေ့ရှင်းလင်းပွဲလုပ်ရတဲ့အဓိကအကြောင်းရင်းကတော့ကျမတို့ရဲ့ကံမီအတွင်းမှာမတန်မာမှုတချို့ဖော်ထုတ်တွေ့ရှိခဲ့လို့ဖြစ်ပါတယ်။ဘာဖြစ်ဖို့နော်။မရှိရနော်။လူသက်သမားမမေမဟုတ်ဘူးဆိုတဲ့တက်တွေအခိုင်အမာမရမချင်းတောင်းမမေနဲ့ပြန်နေရှင်းမဆိုင်ချင်ကြောင်စိတ်များကငါ့ကိုတစားစီဖြစ်အောင်ပြချပြီအသီးစိတ်ကိုပိုင်မဟုတ်တဲ့ချိန်တွေတစိမ့်တစ်ယောက်နဲ့တူရှိခဲ့သလိုတွေ့ရရင်မုန်းသူကြီးကကြည်ဆိုကငါ့ကို